ဒီနေ့မှာတော့လွယ်ကူရိုးရှင်းပြီးတော့သက်သာတဲ့မာလာရှန်ကိုကြော်လေးလေးကိုတင်ပြလိုက်ပါတယ်ပထမဆုံးအနေနဲ့ကကျွန်တော်ကိုစားခြင်းနဲ့အသီးရွက်ခောက်ဆွဲအသားလုံးလေးကိုပြုတ်ပြီးပေါ့နော်ဒီခောက်ဆွဲကြောင့်နည်းနည်းမာတာဖြစ်တဲ့အတွက်ကြောင့်မို့ချိန်နည်းနည်းကြာတော့ပြုတ်ပြီးပါဒီလိုမျိုးတစ်ခုပြီးမှတစ်ခုပြုတ်လဲရရဲဒါမှမဟုတ်အရွက်တွေရောအကုန်လုံးရောပြီးတော့တစ်ခါတည်းပြုတ်လဲရပါတယ်စင်မီလိုလုပ်လို့ရပါတယ်ဒီလိုမျိုးဟင်းသီးဟင်းရွက်ပါညာဆိုလို့ရှိရင်လည်းကိုစားခြင်းနဲ့ဟင်းသီးဟင်းရွက်ကိုကြိုက်လို့ထည့်လို့ရပါတော့။ကိုကအမှုစားခြင်းလို့ရှိရင်လည်းအမှုထည့်လို့ရတယ်။တခြားဟာတွေစားခြင်းလို့ရှိရင်လည်းတခြားအရွက်တွေပါညာထည့်လို့ရပါတယ်မာလာရှန်ကိုကြော်ဖို့ဆိုလို့ရှိရင်မပါမဖြစ်ကတော့ဒီလိုခောက်ဆွဲပေါ့နော်ခောက်ဆွဲလေးနဲ့ကပို့ပြီးတော့စားကောင်းတာဖြစ်တဲ့အတွက်ခောက်ဆွဲလေးလည်းထပ်ပြုတ်လိုက်ပါတယ်ပြီးရင်တော့ဒီပစွန်တို့ကြက်သားဝက်သားတို့အသားလုံးတွေဆိုလို့ရှိရင်ဒီဟာကြီးကကြော်တာပိုကောင်းတာဖြစ်တဲ့အတွက်အသားတွေကကြတော့ကြော်ပေးမယ်ပေါ့နော်မပြုတ်တော့အောင်ပြုတ်လို့ရှိရင်အဲ့လိုအသားကြီးပြဲပြော်လေးအဲ့လိုဖြစ်သွားမှာကြောက်လို့ပြီးရင်တော့မာလာနစ်လေးထပ်ပါမယ်မာလာနစ်ကတော့မိမိနှစ်သက်တဲ့ကြိုက်တဲ့ဟာကိုသုံးလို့ရတယ်ပေါ့နော်အဲ့ဒီမာလာနစ်ကရတာနဲ့နဲ့ပေါ်လာပြီးတဲ့အတွက်စားရဲ့အချုံမို့လေးနည်းငယ်ထည့်ပြီးတော့မှကြော်ပေးရမဟုတ်အရတာပေါ့ပဲပေါ့မာလာနစ်လေးကိုကြော်ပြီးပြီးွားရီဆိုလို့ရှိရင်ခုနကကြော်ထားတဲ့ပစွန်တွေပြုတ်ထားတဲ့အသားတွေအရွက်တွေကိုထည့်ပြီးလို့ရှိရင်သေချာလေးနှောက်အောင်ပြန်ပြီးကြော်ပေးရပေါ့နော်ပြီးရင်တော့ခုနကပြုတ်ထားတဲ့ခောက်ဆွဲလေးကိုထည့်ပြီးတော့ပြန်ကြော်ပါတယ်ကြော်ပြီးလို့ရှိရင်ကိုကြိုက်တဲ့ရတာရမရမြည်ကြည့်ပြီးပေါ့နော်မြည်ကြည့်ပြီးဝိုင်းဆိုလို့ရှိရင်တော့ရပါပြီဒါဆိုလို့ရှိရင်တော့အရန်စားကောင်းတဲ့မာလာရှန်ကောလေးရပါပြီအပေါ်ကနေနှမ်းလေးဖြူလိုက်ပြီးလို့ရှိရင်တော့စားလို့ရပါတယ်နော်ဆုံးလေးကြည့်ပြီးလို့ကျေးဇူးပါ